တခါတော့ကလူသူအယောက်ပေါက်နေပါပြီဝင်းလံခေါင်တီးတဲ့ရွာလေးတရွာရှိပါတယ်အဲ့ဒီရွာနာမည်ကတော့ရွာသက်ပါအဲ့ဒီရွာမှာနေတိုင်းလိုဖုံးမှုတွေဖြစ်ပွားနေရကြောင်းရွာသူရွာသားတွေကအရန်ကိုစိုးရိမ်ထိတ်လန့်နေကြပါတယ်အဲ့ဒီရွာမှာအိမ်အောင်စုတစုရှိပါတယ်လင်မယားနှစ်ယောက်တည်းနေထိုင်ကြတာပါခင်မွန်ဖြစ်သူကတော့ရွာသက်ကြီးဦးခေဖြစ်ပြီးတော့တနည်းဖြစ်သူကတော့တော်မိန်ဖြစ်ပါတယ်သူတို့နှစ်ယောက်ဟာနေတိုင်းလိုဖြစ်ပွားနေတဲ့ရွာတွေကခုံးမှုတွေအတွက်အရန်ကိုစိုးရိမ်ပူပန်နေကြတာပေါ့ကျမတော်တော်လေးကိုစိုးရိမ်နေမိပြီကျမတို့ရွာမှာအခုဆိုရင်ကြက်ခိုးတဲ့သူတွေဝက်ခိုးတဲ့သူတွေနဲ့တော်တော်လေးကိုကြောက်ဖို့ကောင်းနေပြီကျမတို့ဘယ်လိုလုပ်ကြမလဲရှင်ကိုတို့ရွာရဲ့လုံခြုံရေးအတွက်စိုးရိမ်နေပါတယ်ကွာကြည့်ရတာတော့ငါတို့ရွာကိုလာရောက်လှည့်ပတ်မဲ့ဧည့်သည်တယောက်ကိုရှာမှဖြစ်တော့မယ်ဒါပေမဲ့ကျမတို့ရွာမှာလာနေဖို့အတွက်လူတယောက်ကိုငားရမ်းမယ်ဆိုရင်ကျမတို့ကလစာတွေအများကြီးပေးရမှာလေရှင်စိတ်မပူပါနဲ့ငါတခြားရွာလူကိုငားမှာပါအဲ့ဒီလူတွေကိုငါတို့ရွာမှာလာလေခိုင်းမယ်သူတို့တော့ငါတို့ခံမှန်းထားတာထက်လစာနည်းနည်းပဲပေးရမှာပါအခုလိုပြောဆိုကြပြီးရဲ့နောက်သူတို့ဇနီးမောင်နှံဟာသူတို့ရွာနဲ့နီးတဲ့ရွာကိုထွက်သွားကြပါတယ်အဲ့ဒီရွာမှာရှိတဲ့အိမ်သူအိမ်သားတွေကိုသူတို့ရဲ့ရွာကိုလာရောက်လေပတ်ဖို့အတွက်ဧည့်သည်တွေကိုလိုက်လံရှာကြပါတော့တယ်ဦးခေနဲ့တော်မင်းတို့လမ်းလျှောက်သွားနေတော့ရုပ်ရည်နွမ်းနေပြီးတော့အဝတ်စားဟောင်းနှွမ်းစွာနဲ့လမ်းမမှာတယောက်တည်းရက်နေတဲ့အမျိုးသားတယောက်ကိုတွေ့လိုက်ရတယ်ကြည့်ပါဦးကျမတို့ရွာမှာတဲကိုနိုင်တယ်သူ့မေးကြည့်အောင်သူ့ပုံစံတောက်ပတဲ့သူလည်းမဟုတ်ဘူးသူ့ကိုလစာနည်းနည်းပဲပေးရမှာလေရှင်ဒါပေမဲ့သူ့ပုံစံထူးခြားနေတယ်လမ်းမလယ်မှာတယောက်တည်းရက်နေတောင်ကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေတယ်ငါသူ့ကိုခက်ကြောက်ပဲရှင်မကြောက်ပါနဲ့သူဟာတာမန်လူတယောက်ပါအဲ့လူစီကိုသွားပြီးတော့စကားပြောကြည့်ရအောင်သူတို့နှစ်ယောက်ကအဲ့ဒီအမျိုးသားစီကိုသွားပြီးတော့စကားပြောကြပါတယ်မင်္ဂလာပါဗျာကျွန်တော်တို့ကဒီရွာမှာနေထိုင်ဖို့အတွက်လာငားမဲ့သူကိုရှာနေရပါအဲ့အတွက်လုပ်ပေးဖို့စိတ်ဝင်စားပါသလားခင်ဗျာကျွန်တော်တို့ပေးနိုင်တဲ့လစာတော့အများကြီးမဟုတ်ဘူးဗျကျွန်တော်မှာဘာပြဿနာမှမရှိပါဘူးအဲ့ဒီလစာနဲ့ကျေနပ်ပါတယ်အဓိကတော့ကျွန်တော်ဒီရွာတဲ့ဝင်ခွင့်ပေးဖို့ပဲလိုတာပါဦးခေနဲ့တော်မင်းတို့ကကိုမင်းကိုရွာမှာအလုပ်လုပ်ခွင့်ပေးလိုက်ကြပါတယ်ကိုမင်းရွာထဲရောက်လာတဲ့အချိန်အားစပြီးရွာမှာထူးခြားတဲ့အပြောင်းလဲတွေဖြစ်ပေါ်လာခဲ့ပါတယ်ရွာသူရွာသားများမှာကိုမင်းရှိနေတဲ့အတွက်ပုံမလုံခြုံစိတ်ချပြီးတော့ပျော်ရွှင်နေကြပါတယ်ဒါပေမဲ့တညမှာတော့ထူးဆန်းတဲ့ဖြစ်ပျက်တစ်ခုဖြစ်ပေါ်လာပါတယ်ဒါကတော့တယောက်တည်းတိတ်တဆိတ်ကြွားတဲ့ဝင်ရောက်လာတဲ့နောက်ထပ်အမျိုးသားတယောက်ကြောင့်ဖြစ်ပါတယ်ဟာမင်းဟာဒီချိန်ကြီးအပြင်မှာတယောက်တည်းသွားနေတာမကြောက်ဘူးလားမင်းဟာဒီရွာပဲလားကျွန်တော်ကဘာကိုကြောက်ရမှာလဲရွာထဲမှာအေးဆေးပဲလေဒီနေ့ကကိစ္စရှိလို့နောက်ကျမှရွာထဲကိုပြန်ရောက်လာတာပါမင်းဟာတကယ်ကိုရဲရနာပဲမင်းဟာတကယ်ပဲမကြောက်ဘူးလားငါရဲ့ရုပ်ရည်စစ်မှန်မြင်လိုက်ရရင်တော့မင်းတို့အကုန်လုံးကြောက်လန့်ကုန်ပါပဲအဲ့နောက်ရုတ်တရက်ဆိုသလိုကိုမင်းကကြောက်စရာကောင်းတဲ့ဘလူးတကောင်ဖြစ်ပြောင်းလဲသွားခဲ့ပါတယ်အနီရောင်ခန္ဓာကိုယ်တောက်ပနေရဲ့မျက်လုံးကြီးတွေနဲ့ကြောက်စရာကောင်းတဲ့ဘလူးကြီးကိုကြည့်ပြီးကိုစိုးတယောက်လန့်ပြတ်သွားခဲ့ပါတယ်ငါကမင်းကိုစားတော့မှာဘယ်သူမှမင်းကိုကယ်တင်နိုင်မှာမဟုတ်တော့ဘူးကျွန်တော်မစားပါနဲ့ကျွန်တော်ကူညီပေးနိုင်မဲ့သူအများကြီးရှိပါတယ်တခြားသူတွေကိုရှာကြည့်ပါဦးဘယ်သူမှမင်းကိုမကယ်နိုင်ဘူးငါကလူအသားကိုမစားရတာကြပြီအဲ့နောက်မှာတော့ဘလူးကြီးဟာကိုစိုးကိုတိုက်ခိုက်ပြီးတော့တေဆုံးသွားတဲ့ကိုစိုးကိုစားတောက်လိုက်ပါတယ်ခဏကြာတော့ကိုစိုးရဲ့ခန္ဓာကိုယ်မှာအယိုးစုအဖြစ်သာကျန်ရစ်ခဲ့ပါတယ်နောက်နေ့မနက်မှာတော့ရွာသားတွေဟာရွာရဲ့လမ်းမပေါ်မှာလူသေးအလောင်းရဲ့အယိုးစုကိုတွေ့လိုက်ကြပါတယ်အားလုံးကလည်းလူအယိုးစုကိုကြည့်ပြီးတော့အခုလိုရရဆက်ဆက်တက်သွားသူဟာဘသူလဲဆိုပြီးတော့တွေးနဲ့ထိတ်လန့်နေကြပါတော့တယ်အိုးအရန်ကိုကြောက်စရာကောင်းတာပဲဒီလိုထူးဆန်းတဲ့ဖြစ်ပျက်မျိုးကဘလို့ဖြစ်လာတာလဲဒီရွာထဲမှာဘသူကလူသက်သမားဖြစ်နိုင်မလဲငါတို့တူတူသွားပြီးတော့ရွာမှာရှိရဲ့ကိုမင်းကိုမေးမြန်းကြည့်အောင်သူကဖြစ်နိုင်ချေရှိရဲ့လူသက်သမားကိုတီကောင်းသိနိုင်လိမ့်မယ်ဒါမှမဟုတ်သူကိုယ်တိုင်ကဒီရိုးစုကိုထားခဲ့တာလည်းဖြစ်နိုင်တယ်ကိုမင်းညရွာထဲမှာဘာတွေဖြစ်ခဲ့ရလဲအဲ့ဒီအယိုးစုကိုဘသူကလှုပ်လိုက်တာလဲညတော့ကကျွန်တော်ရွာဆုံမှာပဲနေခဲ့တာပါဘသူ့မှလည်းမမြင်ခဲ့ပါဘူးကိုမင်းရဲ့စကားကိုကြားပြီးတဲ့နောက်ဦးခေနဲ့တော်မင်းတို့ဟာစိတ်ထဲမှာတန်တရားဝင်သွားကြပြီးကိုမင်းစီကနေပြန်လာခဲ့ကြပါတယ်တညမှာတော့ကိုဝေဟာပိုက်ရမ်းနာလာတာကြောင့်သူ့အိမ်နောက်ဖေးကဝါတော်တဲ့ကိုထွက်လာခဲ့ပါတယ်ငါမိမတော့ချက်ပြုတ်တဲ့ခါမှာငရုတ်သီးကိုနည်းနည်းပဲထည့်ဖို့ပြောထားတာကိုသူကအမြဲတမ်းစကားနားမထောင်မနဲ့ဟင်းကိုစအောင်ချက်တယ်အခုတော့ပိုက်ရမ်းနာနေပြီဝါတော်တဲ့ကိုစေးထွက်ရှာတော့မယ်ကိုဝေကအခုလိုရေရွတ်နေသေးမှာပဲရုတ်တရက်သူ့ရှိမှဘလူးတကောင်ပေါ်လာပါတယ်အဲ့ဒီဘလူးကကြောက်စရာကောင်းတဲ့အမူအရာနဲ့ကိုဝေကိုစိုက်ကြည့်နေပါတယ်ဘာလို့အိမ်မှာမကုသပဲနဲ့ဒီနေရာမှာလာပြီးတော့ဆေးရှာနေရလဲဒီနေရာမှာလာပြီးတော့ဘိုက်ကိုဆေးကုတော့
ယောဂတခြားသူတွေကိုကူးစက်နိုင်တယ်။ဒါကပတ်ဝန်းကျင်ကိုအများကြီးထိခိုက်စေတယ်။ကျွန်တော်မဖမ်းပါနဲ့ခင်ဗျာ။ကျွန်တော်ပိုက်အရန်နာလို့ပါ။ဟင်းကအရန်ဆက်ပြီးတော့ကျွန်တော်မှလည်းစိတ်မပြေဖြစ်နေလို့ဒီကိုလာမိတာပါဗျာ။မင်းအတွက်ချိန်ကုန်ပြီ။ငါဘသူ့မှခွင့်လွှတ်ပေးမှာမဟုတ်ဘူး။မင်းကငါစားတော့မယ်။ကိုဝေကကြောက်လန့်တကြားဖြစ်နေပေမဲ့သူ့ကိုမညာမတာတိုက်ခတ်လိုက်ပါတယ်။ကိုဝေရဲ့အော်တန်ကဝါတော်တစ်ခုလုံးပဲ့တင်ထပ်သွားပါတယ်။နောက်ဆုံးမှာတော့ကိုဝေဟာအသက်ဆုံးရှုံးသွားခဲ့ရပြီးသူ့ရဲ့အယုံစုသာကြံ့ရစ်ခဲ့ပါတယ်။နောက်နေ့မနက်ခင်းမှာတော့ရွာသူရွာသားတွေဟာရွာရဲ့လမ်းမပေါ်မှာကိုဝေရဲ့အယုံစုကိုတွေ့လဲကြရပါတယ်။မင်းရောက်လာပြီးတော့မှရွာမှာတေဆုံမှုတွေခဏခဏဖြစ်နေတယ်။မင်းရွာထဲကတည်င်းတွေကိုကြားပြီးပြီလား။ငါတို့ရွာမှာဘာတွေဖြစ်လာတာလဲ။တကယ်ကိုကြောက်စရာကောင်းတယ်။ကျွန်တော်ဘာမှမသိပါဘူး။အပြင်တော်မှမထွက်ဖြစ်တာကြပါပြီ။ကျွန်တော်ခြံထဲမှာပဲတနေကုန်အချိန်ကုန်နေရပါ။ဟုတ်ရဲ့လားကွာ။ဒီအယုံစုကိုဘယ်သူလောက်ခဲ့တာလဲ။ရွာထဲကလူတွေကတော့မင်းကိုမယုံမကြည်ဖြစ်နေကြတယ်။ကျွန်တော်ကကိုယ့်အကိုအေးဆေးနေတာပါ။ဒီเจ้าနေဘာမှမသိပါဘူးဗျာ။ဦးခေတ်ကတော့ဒီကိစ္စကိုဘယ်သူလုပ်လဲဆိုတာကိုအမြန်ဖော်ထုတ်နိုင်အောင်ကြိုးစားမယ်လို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ဒီနေ့မှာတော့အရန်ကိုစာလောင်းနေတဲ့ကိုမင်းဟာကြွားတဲ့ကိုထွက်လာခဲ့ပါတယ်။သူကတော့အရန်ကိုစာလောင်းနေရပါ။ငါအရန်ပိုက်စာနေပြီ။ငါမှဘာမှစားစရာမရှိတော့ဘူး။ငါတီရွာထဲကလူတွေကိုပဲရှာစားတော့မယ်။ခဏနေတော့ကိုမင်းကဘလူးတကောင်ရဲ့အသွင်ပြင်ကိုပြန်ပြောင်းလိုက်ပါတယ်။သူကအစာရှာဖို့ထွက်လာခဲ့ရင်းနဲ့အပင်ရဲမှာအရက်သေးစာတောက်စားပြီးအိပ်ပျော်နေတဲ့အမျိုးသားတဦးကိုတွေ့သွားပါတယ်။ဘလူးကြီးကအဲ့လူစီကိုတဖြည်းဖြည်းချင်းရှောက်သွားလိုက်ပါတယ်။အိုးဘလူးကျွန်တော်မတတ်ပါနဲ့အသက်ချမ်းသာပေးပါတားမှန်ပါတယ်။ငါကမင်းကိုဘာလို့လွတ်ပေးရမှာလဲ။ငါအခုအရန်ကိုစလောင်နေတာမင်းကိုခုချက်ချင်းစားပြစ်ရလိမ့်မယ်။ကျွန်တော်မတတ်ပါနဲ့ဗျာ။မွေးထားတဲ့ကြက်တွေရှိပါတယ်။ဒါတွေကိုစားချင်တဲ့လောက်စားပါ။မရဘူး။ငါကလူသားပဲစားချင်တာ။မင်းတီးကနေပြေးလို့မလွတ်တော့ဘူး။အဲ့ဒီနောက်မှာတော့ဘလူးကြီးဟာအရှိကိုတိုးဝင်သွားလိုက်ပြီးတော့ချက်ချင်းပဲဖမ်းယူစားတာပြတ်လိုက်ပါတော့တယ်။နောက်နေ့မနက်မှာတော့ဦးခေတ်တို့လင်မယားဟာအပင်ရင်းမှာတည်သုံးပြီးတော့အယိုးစုဖြစ်နေတဲ့အောင်မင်းရဲ့ရုပ်အလောင်းကိုမြင်တွေ့သွားကြပါတယ်။ငါတို့ရွာမှာလူတွေတရှောက်တည်သုံးနေကြတယ်။အခုတော့ဒီအယိုးစုကိုတွေ့ပြီးဒါကလူတယောက်ရဲ့လက်ချက်မဟုတ်ဘူး။သေချာပေါက်တော့တစေရဲ့လက်ချက်ပဲ။ဟုတ်တယ်ရှင်။ဒီလိုဆိုရင်ကျမတို့ဘာလုပ်ကြမလဲ။ငါတို့ဒီကိစ္စကိုဒီတိုင်းလွတ်ထားလို့မရဘူး။ရွာတောင်ပိုင်းကအထက်လန်းဆရာကြီးစီကိုသွားရမယ်။ဒီကိစ္စကိုအမြန်ဆုံးဖြေရှင်းမှရလိမ့်မယ်။လာငါတို့အမြန်သွားကြရအောင်။အဲ့ဒီနောက်မှာတော့ဦးခေတ်တို့လင်မယားဟာရွာတောင်ပိုင်းကထက်လန်းဆရာရဲ့အိမ်ကိုသွားလိုက်ကြပါတယ်။ဆရာကြီးဦးတေဝိုင်းရဲ့အိမ်ကိုရောက်သွားတာနဲ့အကြောင်းစုံပြောပြလိုက်တော့တယ်။ဆရာကျေးဇူးပြုပြီးတော့ကူညီပေးပါ။ကျွန်တော်တို့ရွာမှာထူးဆန်းတဲ့ဖြစ်ပျက်တွေဖြစ်နေပါတယ်။လူတွေတရှောက်သိဆုံးနေကြတယ်။အခုလည်းအယိုးစုတစုကိုတွေ့ထားတယ်။ဒါကတစေရဲ့လက်ချက်ဖြစ်မယ်လို့ကျွန်တော်တို့ယုံကြည်တယ်ဗျ။ဒီကိစ္စတော့တိတ်ကိုထူးဆန်းတယ်။ဒါကမင်းတို့နှစ်ဦးကြောင့်ဖြစ်လာတာပဲ။ဒီလိုထူးဆန်းတဲ့ကိစ္စတွေဖြစ်လာတာမင်းတို့နှစ်ဦးဟာသူ့ကိုရွာထဲခေါ်လာပြီးတော့အလုပ်ပေးခဲ့မိလို့ပဲတကယ်ပြောတာလားဆရာဘာလို့ခုလိုဖြစ်ရတာလဲတကယ်တော့ तू ကဝိညာဉ်နှုတ်တဲ့တစီတကောင်ပဲအရင်တော့က तू ဟာတောရိုင်းတရိတ်ဆန်တွေရဲ့တပ်ဖြတ်ခြင်းကိုခံခဲ့ရပြီးတော့အသားတွေကိုလည်းအစားခံခဲ့ရသူဖြစ်တယ်အဲ့ချိန်ကတည်းက तू ကလူသားတွေကိုအသားစားတဲ့တစီဖြစ်ပြောင်းလဲသွားခဲ့တာပဲမင်းတို့နှစ်ယောက်ကသူ့ကိုအလုပ်ပေးလိုက်တဲ့အတွက် तू ကအခုလိုလူကိုအန္တရာယ်ပြုတ်နေတာပဲကျွန်တော်တို့မားသွားပါပြီဒါမဲ့ဒီတစေကိုဘယ်လိုမျိုးအနိုင်ယူပြီးတော့ဖယ်ရှားနိုင်မလဲခင်ဗျာမင်းတို့လူတစ်ယောက်ကိုငှားရတဲ့အခါမှာသူ့ရဲ့နောက်ကျောင်းရာဇဝင်ကိုအရင်သေချာစုံစမ်းရမယ်သူဘသူလဲဘယ်မှာနေလဲဆိုတာကိုသိထားဖို့လိုတယ်အခုတော့ဒီညမှာပဲငါဒီကိစ္စကိုဖြေရှင်းပေးပါမယ်အဲ့ဒီနောက်မှာတော့ဆရာတေဝဟာရွာနောက်ကကိုမင်းရဲ့အိမ်ကိုသွားရောက်ပြီးတော့မန်တန်တွေရွတ်ဆိုပြီးကိုမင်းကိုသူ့ရှေ့ထွက်လာခဲ့ဖို့အမိန့်ပေးလိုက်ပါတယ်ဆရာတေဝရဲ့အမိန့်စကားဆုံးသွားတာနဲ့ကိုမင်းဟာရက်ဆက်ကြမ်းကြုတ်တဲ့ဘလူးသွင်နဲ့ဆရာတေဝရဲ့ရှေ့ကိုထွက်လာခဲ့ပါတယ်။မင်းပါလို့ရွာထဲကလူတွေကိုအန္တရာယ်ပြုတ်နေရလေ။မင်းဒီရွာကနေထွက်သွားမလား။ငါဆုံးမရမလားပြောစမ်း။အခုချက်ချင်းရွာထဲကနေထွက်သွားပါ။ငါဒီရွာကိုရောက်လာတာငါအတွက်အစာရှာဖို့ပဲ။ငါဒီရွာသားတွေကိုစားပစ်မယ်။မင်းကိုလည်းစားပစ်မယ်။မင်းဒီရွာကိုလာဖို့ကြိုးစားနေတာမင်းရဲ့အမားပဲ။မင်းရဲ့မကောင်းတဲ့ပြုတ်မှုတွေကိုငါခွင့်မလွတ်ဘူး။ငါမင်းကိုဒီရွာကနေဖယ်ရှားပစ်မယ်။ဆရာတေဝဟာမိစ္ဆာဆိုတိုက်ခိုက်ဖို့အတွက်ဝိဆာတက်ပညာဖြင့်အဆောင်လက်ဖွဲ့တစ်ခုစီကိုစတင်ရွတ်ဆိုလိုက်တာလက်ကနေမှော်အလင်းတက်များထွက်ပေါ်လာပြီးမိစ္ဆာဆိုရဲ့ခန္ဓာကိုရစ်ပတ်ချုံလာလိုက်ပါတယ်။ပြီးတော့ဆရာတေဝကမှော်ဆွမ်းအားတွေနဲ့အဆက်မပြတ်တိုက်ခိုက်လိုက်တော့မှော်အလင်းတက်များရဲ့တန်ကိုမခံနိုင်တော့ပဲနောက်ဆုံးမှာတော့လုံးဝပြောက်ကွယ်သွားခဲ့ပါတယ်။ခုတော့ရွာထဲမှာမိစ္ဆာဆိုလည်းမရှိတော့ပါဘူး။
မိစ္ဆာဆိုရင်မရှိရဲ့နောက်ပိုင်းရွာသက်ကြီးနဲ့ရွာသားများလည်းသိသက်သာရရသွားကြတယ်အရင်ကတစီဝင်ရောက်နောက်ဆက်ချင်းကြောင့်